ပိုင်းချပြီးသေးတယ်သခင်ပေးရတဲ့ကားတိုင်းကိုထမ်းကလမ်းဆုံးထိတိုင်းသွားမယ်ကျွန်တော်ရဲ့မြဲရင်သခင်တော့ပေးမယ်နေကိုမျောလေးရဲ့အသက်ရှင်မယ် Hallelujah Hallelujah အော်ဒီနေ့ဘုရားကိုတာပြီးမျောလင့်ပါအောင်ငါကိုကယ်မမေသူဟာအသက်ရှင်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုစိတ်ချပါအောင်ငါကိုမနေ့ကတနေ့ကစောင့်ရှောက်ခဲ့တဲ့ဘုရားကဒီနေ့လဲဆက်ပြီးတော့စောင့်ရှောက်အောင်မယ်ငါရဲ့အသက်တာထဲမှာဘုရားအလုပ်လုပ်အောင်မယ်ဆိုတဲ့အရာကိုယုံကြည်ပါအောင် Hallelujah ဒီမုန်တိုင်းများဟူမူပါဘူးမြင်နေသမျှခေတ္တခဏပဲဖြစ်တာသေချာပိုင်းချပြီးသေးတယ်သခင်ပေးရတဲ့ကားတိုင်းကိုထမ်းကလမ်းဆုံးထိတိုင်းသွားမယ်ကျွန်တော်ရဲ့မြဲရင်သခင်တော့ပေးမယ်နေကိုမျောလေးရဲ့အသက်ရှင်မယ်ဘဝမှာအမောင်ဆုံးအချိန်အခက်ခဲတွေပြတ်တန်းချိန်ကျွန်တော်ရဲ့ဘေးနားအမြဲတမ်းရှိသူရဲ့ရှူအောင်ရတဲ့ချိန်တိုင်းဝိညာဉ်အတွင်းမှာစကားပြောတယ်ကိုတော့ရှိကြောင်းပြီးစေတယ်အတူတူဝန်ခံရအောင်မျောလင်းတာတွေဖြစ်မလားမျောလင်းတာတွေဖြစ်မလားဆူတောင်းတာတွေချမ်းချသခင်မြတ်မောင်ကဝေးထွက်သွားပြီလားတွေ့နေမိပါတယ်အချိန်ချင်းမေကိုထုတ်မိလေသခင်ဘယ်တော့မှဆိုတော့မချမ်းစီဘူးယုံနေသခင်ကျေးဇူးတော်ကျွန်တော်တို့လောင်းပြီးသခင်ကျေးဇူးတော်ရည်တွဲလို့မဆုံးနိုင်ဘူးအကောင်းမြတ်ဆုံးပါအကြည့်မြတ်ဆုံးပါသာရွေးကောင်းတဲ့အချမ်းစီနဲ့ပူဆောင်တဲ့သခင်ကျေးဇူးတော်ကျွန်တော်တို့ကိုရှင်တယ်ထပ်ပြီးတော့ပြောရအောင်ဘဝမှာအိုးဘဝမှာအမောင်ဆုံးအချိန်အခက်ခဲတွေပြတ်တန်းချိန်ကျွန်တော်ရဲ့နာနာမြဲတမ်းရှိသူရဲ့ရှူအောင်ရတဲ့အချိန်တိုင်းဝိညာဉ်အတွင်းမှာစကားပြောတယ်ကိုတော့ရှိကြောင်းပြီးစေတယ်မျောလင်းတာတွေဖြစ်မလားဆူတောင်းတာတွေချမ်းချသခင်မြတ်မောင်ကဝေးထွက်သွားပြီလားတွေ့နေမိပါတယ်အချိန်ချင်းမေကိုထုတ်မိလေသခင်ဘယ်တော့မှဆိုတော့မချမ်းစီဘူးအားလုံးလည်းများကိုပေးမြတ်လည်းဘုရားကိုပုံပေးအောင်သခင်ကျေးဇူးတော်ကျွန်တော်တို့လောင်းပြီးသခင်ကျေးဇူးတော်ရည်တွဲလို့မဆုံးနိုင်ဘူးအကောင်းမြတ်ဆုံးပါအချီးမြတ်ဆုံးပါသာရွေးကောင်းတဲ့အချမ်းစီနဲ့ပူဆောင်တဲ့သခင်ကျေးဇူးတော်
can Jesus do to know to shine to be on the can Jesus the can Jesus do yes Lord the can Jesus do you dwell on my soul